င်အားနဲ့ပြဿနာတွေကိုဖြေရှင်းမရကြောင်းအနေရရှိတဲ့ဘလို့စီရေးလှုပ်ရှားမှုမစိုးအရှိလေပိုင်းဒေသကိုကြိုတင်ခံမှန်းလို့မရတဲ့နှဆိုင်တဲ့ကြောက်အတွင်းကိုသာတွန်းပို့မှာဖြစ်ကြောင်းကုလသမဂ္ဂဆိုင်ရာတရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ်ဖူချုံကဇန်နဝါရီ28ရက်လုံခြုံရေးကောင်စီအရှိလေပိုင်းအရေးတကားဖွင့်အခြေတင်ဆွေးနွေးပွဲကိုပါဝင်ဆွေးနွေးရမှာပြောကြားခဲ့ပါတယ်။လက်ရှိမှာအီရန်အခြေအနေဟာကြကြပြတ်ပြတ်အာရုံစိုက်မှုကိုဖြစ်ပေါ်စေပြီးအရှိအလဲပိုင်းဒေသစစ်မှတ်မိုးတိမ်တွေစုဝေးပြည့်နှက်ခါအခြေအနေတင်းမာမှုအငွေ့သက်ဟာအစမပြတ်ဆိုးဝါးလာကြောင်းဖူချုံကပြောကြားခဲ့ပါတယ်။အီရန်ဟာလွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ရာအီရန်အရေးကိစ္စကိုအီရန်ပြည်သူတွေကကိုယ်တိုင်ဆုံးဖြတ်တဲ့ကြောင်းတရုတ်နိုင်ငံအနေနဲ့အီရန်ကနိုင်ငံတည်ငြိမ်ရေးကိုထိန်းသိမ်းခြင်းအချုပ်အခြာအာဏာလုံခြုံရေးနဲ့နယ်မြေပိုင်နဲ့ပြည်စုံမှုကိုထိန်းသိမ်းကာကွယ်ခြင်းတို့ကိုထောက်ခံအားပေးကြောင်း၎င်းကပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံအနေနဲ့ဗတ်အသီးသီးကကုလသမဂ္ဂပြည်ညင်စာတမ်းရွေးချက်နဲ့အခြေခံမူတွေကိုအခိုင်အမာလိုက်နာဖို့အခြားနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်မှုကိုစန့်ကျင်ဖို့နိုင်ငံတကာဆက်ဆံရေးမှာအင်အားသုံးမယ်လို့ချိန်ချောက်ခြင်းသို့မဟုတ်အသုံးပြုခြင်းကိုစန့်ကျင်မှုတိုက်တွန်းကြောင်းတရုတ်နိုင်ငံအနေနဲ့အမေရိကန်စတဲ့သက်ဆိုင်ရာဘက်ကနိုင်ငံတကာအတိုင်းဝိုင်းနဲ့ဒေသရင်းနိုင်ငံတွေရဲ့တောင်းဆိုချက်တွေကိုမှန်ကန်စွာရှုမြင်ဖို့အရှိအလဲပိုင်းဒေသအေဂျင့်တည်ငြိမ်ရေးကိုအကျိုးပြုတဲ့ကိစ္စရပ်တွေကိုပုံမလှုပ်ဆောင်မှုပရိပက္ခနှိုးဆွခြင်းမီးလောင်ရာလေးပင်ခြင်းကိုရှောင်ကျဉ်မှုမျှော်လင့်ကြောင်း၎င်းကပြောကြားခဲ့ပါတယ်။အရှိအလဲပိုင်းဒေသဟာရှေ့အလဲပိုင်းဒေသပြည်သူတွေရဲ့အရှိအလဲပိုင်းဖြစ်ပြီးအင်အားကြီးနိုင်ငံတွေအားချင်းရှင်ပြန်ရာကွင်းမြင်မဟုတ်သလိုဒေသရင်းပြင်ပကနိုင်ငံတွေရဲ့ပထဝီဝင်နိုင်ငံရေးလူရရှင်ပြိုင်မှုအတွင်းကနစ်နာသူတွေလည်းမဖြစ်တင်ကြောင်းတရုတ်နိုင်ငံအနေနဲ့နိုင်ငံတကာအတိုင်းဝိုင်းနဲ့အတူအရှိအလဲပိုင်းဒေသပြည်သူတွေရဲ့ကိုယ်ပိုင်ရွေးချယ်မှုကိုလေးစားဖို့ဒေသရင်းနိုင်ငံတွေရဲ့ကြိုးကြောင်းစီလျော်တဲ့စိုးရိမ်မှုတွေကိုအလေးထားရှုမြင်ဖို့အရှိအလဲပိုင်းဒေသငြိမ်းချမ်းတည်ငြိမ်ရေးကိုမြင့်တင်ရေးအတွက်အပြုသဘောဆောင်တဲ့အခမ်းကဏ္ဍကနေအတူတကွပါဝင်ဆောင်ရွက်သွားလိုကြောင်း၎င်းကပြောကြားခဲ့ပါတယ်။